Hi မင်္ဂလာပါနုနုကိုတော့တက်လာဆဆတောက်တောက်ဘလုံးမှာကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့နုနုပြောင်းနေတာမသိကြဘူးမလားရှင်မုံတီလေးတောက်စားပါမယ်ရှင်နုနုတို့ကတော့အစားကြီးလို့တပိတ်တာတောက်ရပါတယ်ရှင်မုံတီတွေကိုကျွတ်သွန်မိတ်နန်းနန်းပင်ကော်ဖီတို့ကိုထည့်ပါမယ်ရှင်ပြီးရင်ငမြရည်လေးကိုထည့်ပါမယ်ငမြရည်လေးထည့်ပြီးသွားပြီဆိုရင်တော့ဟင်းကြုံမုံစီချက်နီစီချက်ဝါတို့ကိုထည့်ပါမယ်ရှင်စီချက်ဝါလေးတွေထည့်ပြီးသွားပြီဆိုရင်တော့ပဲမှုန်လေးကိုအဓိကဇက်ဆောင်အဖြစ်ပဲမှုန်လေးကိုထည့်ပါမယ်ရှင်ပဲမှုန်လေးထည့်ပြီးသွားပြီဆိုရင်တော့ငရုတ်သီးအကြက်မှုန်ထည့်ဟင်းချက်နှစ်ကလေးထည့်ပါမယ်ရှင်ထည့်ပြီးသွားပြီဆိုရင်တော့မိမိရဲ့လက်ကလေးနဲ့နေပါပြီရှင်ကဲမိမိရလည်းနေပေးပြီးဆိုတော့နုနုကစားပါတော့မယ်ရှင်နုနုတို့ကအစားကြီးတော့အဲ့လိုစလုံးကြီးနဲ့စားပါတယ်ရှင်အဲ့ဒါကြမှာပဲဝါတာပါရှင်အပြင်မှာဝယ်စားတဲ့မုံတီတုတ်တွေကစီလဲမတန့်ဘူးလို့ခန်းစားရပါတယ်ပြီးတော့ဝါလည်းမဝပါဘူးတပွဲကို1500 2000နုနုတို့တလူစားပဲရှိပါတယ်ရှင်နုနုကတော့တခြားဟာတွေကိုအရင်ကြီးမစားနိုင်ပေမဲ့မုံတီနဲ့မုံဟင်းကားကတော့နုနုရဲ့ favorite food ဖြစ်တဲ့အတွက်အများကြီးစားနိုင်ပါတယ်ရှင်တနေ့ကုန်ဆိုရင်ဘာမှမစားထားဘဲနဲ့ကိုအခုညအချိန်ကြမှာဇွတ်တီစားနေပါတယ်ရှင်လက်ကလေးစုပ်နေတာတော့တီးခန့်ကြည့်ပေးပါရှင်နုနုကအဲ့လိုကတ်သက်တွေကိုလိုက်စားရတာကြိုက်လို့ပါရှင်ကြိုက်တယ်ဆိုတာတဲ့နုနုကနုနုအဖွားနဲ့နေရတာများတော့ကြတော့လေနုနုအဖွားကသမင်းဟင်းနေဆိုရင်အဲ့လိုမျိုးအလေလွင့်မဖြစ်စေနဲ့လို့အမြဲပြောလို့နုနုကအကျင့်ပါသွားတာပါရှင်မျက်နာကတော့မိုးရပါပိစားအရာနည်းနည်းတော့ယူရရှင်ဖျားကြော့နေတဲ့အဖေကိုလှမ်းခေါ်ပါတယ်အဖေနည်းနည်းလောက်ပြီးပါဦးကျက်သွန်ဖြူကတော့နုနုစားတဲ့ထဲမှာမပါမဖြစ်အရာတစ်ခုလိုပဲပြောရမှာပေါ့နော်ကျက်သွန်နီကတော့အရင်ကြိုက်တယ်ဘလို့ကြိုက်လို့ကြိုက်မှန်းကိုမသိဘူးနုနုအစားကြီးတာကြည့်ပြီးတော့မချစ်ကြတော့ဘူးလားဟင်နုနုကိုချစ်ပေးကြပါဦးနော်စားပါဆိုနေဟိုကမင်းကြီးယောက်ျားဟာဆောင်းနေရကိုအဲ့လိုမျိုးဒီမှာလေးဖေးတော့ခုခတ်ပေးထားတယ်ဩကုတ်ကပါပြီဒီခုဘုတ်ကတော့အုံးလွဲနေအုံးလွဲအဲ့ဟိုခေါင်းကြီးစုပ်နေနေတာဆိုင်မှာဘုံလို့နေလိုက်ပြောက်တယ်မင်းတို့တော့ခုနကခုံကြီးအုံးလွဲသွားစောင်းလှဲ့ကိုမရတော့အဲ့ခေါင်းထုံနေလန်းလိုက်တာပေါ်လားနုနုကြည့်ရင်လည်းဘိုက်ဝပြီလို့ပဲထင်ပါတယ်ရှင်ကဲဒီလောက်နဲ့ပဲတောလိုက်တော့မယ်နော်အားလုံးကိုချစ်ပါတယ်ရှင်မော်စီအာဘွားအများကြီးပါရှင်ဒါဆိုရင်20001500ဒီလောက်လေးဟုတ်လားတော့မင်းဒီတိုင်းကြလာဟိုမှာပါရင်